အသက်40ကျော်မှာရွယ်သူတွေထက်ကျန်းမာခြင်းဒါကိုလုပ်ပါအပိုင်း6အသက်40ကျော်မှာအစားအသောက်နဲ့ပတ်သက်ပြီးလူအများစုမှားယွင်းနေကြတဲ့အချက်တစ်ချက်ကိုလေ့လာကြည့်အောင်အသက်25နှစ်မှာသိခန္ဓာကိုယ်ကဘာဆဆပြဿနာမရှိပေမဲ့အသက်40မှာတော့အစားအသောက်ကစကားပြောလာပါပြီအရင်ကမဖြစ်ဘူးတဲ့လက္ခဏာတွေကိုလည်းကြုံလာရပါပြီအစာချေစနစ်နှိကွေးလာမယ်ဘိုင်းမှာအဆီပိုတွေစုလာမယ်ပင်ပန်းနွမ်းနေရင်ပြန်လည်လန်းဆမှုအချိန်ပိုယူရတယ်အားရင်ကုန်ခန်းလွယ်မယ်ကိုလက်စထရောလည်းတက်လာမယ်ဒီနေရာမှာလူတော်များများမှားတတ်ကြတာတစ်ခုရှိပါတယ်အဲ့ဒါကတော့အာဟာရဖြစ်အောင်စားရမယ်စားအစားကိုရှော့စားဖို့ပဲစူးစမ်းကြတာပါတကယ်တော့အသက်40ကျော်ရင်အာဟာရဆိုတာကယ်လိုရီတစ်ခုတည်းကိုကြည့်ရမှာမဟုတ်တော့ပါဘူးကြွက်သားတွေမလျော့အောင်ထိန်းဖို့သွေးရင်းတကြားတက်တည်ငြိမ်ဖို့ခန္ဓာကိုယ်ရောင်ရမ်းမှုထိန်းချုပ်ဖို့နဲ့ဟော်မုန်းတွေမျှတဖို့အတွက်စဉ်းစားရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပရိုတင်းကြောင်းပြောအောင်အသက်ကြီးလာတဲ့အခါသင်ခန္ဓာကိုယ်ကကြွက်သားတည်ဆောက်ဖို့အတွက်ပရိုတင်းတက်ကိုတုတ်ပင်နိုင်ဆိုင်လျော့နေလာပါတယ်ဒါကိုဆေးပညာအရ anabolic resistance လို့ခေါ်ပါတယ်ဆိုလိုတာကတော့အသက်40ကျော်ရင်ကြွက်သားတုတွေကိုထိန်းထားနိုင်ဖို့လူငယ်ဘဝတုန်းကထက်ပရိုတင်းကိုပိုပြီးလိုအပ်လာတာပါပရိုတင်းလုံးလုံးမရရင်ကြွက်သားတွေပိုပြီးမြင်မြင်လျော့နေသွားတတ်ပြီးကြွက်သားနေလာလေလေအစာချေစနစ်ကပိုပြီးနေလာလေလေဖြစ်သွားပါလိမ့်မယ်တက်ကြွလှုပ်ရှားတဲ့အသက်40ကျော်သူတွေအတွက်ဆိုရင်ကိုလေးချင်း1ကီလိုဂရမ်မှာပရိုတင်း 1.2 ဂရမ်နဲ့ 1.6 ဂရမ်လောက်ထိနေ့စဉ်စားပေးဖို့သင့်တော်ပါတယ်ပရိုတင်းဆိုတာချင်းစောတဲ့သူတွေအတွက်ပဲမဟုတ်ပါဘူးအသားတက်ကခန္ဓာကိုယ်တန်ပါစေတယ်သွေးတွင်းတကြားတက်ကိုတည်ငြိမ်စေတယ်လို့ဘိုက်ကိုလည်းပြည့်စေပါတယ်နောက်တစ်ခုကတော့အမြင့်တက် fiber ပါဒါအသက်ရှည်ဖို့အတွက်လူအများသတိမထားပြီးနှက်ဆေးတစ်မျိုးလိုပါပဲအမြင့်တက်ကဦးလန်းချောင်းကျန်းမာရေးကိုကောင်းမွန်စေတယ်ကိုလက်စထရောကိုလျှော့ချပေးတယ်သွေးတွင်းတကြားတက်ကိုထိန်းညှိပေးလို့ကိုခါးနဲ့ရောင်ရမ်းမှုတွေလည်းထိန်းချုပ်ပေးတဲ့အကျိုးပြုဘက်တီးရီးယားတွေကိုလည်းအားပေးပါတယ်ဒါမဲ့လူကြီးတော်များများဟာအရွက်တွေစားရင်လေပေါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့လိုလာထက်ကိုအများကြီးလျှော့ပြီးစားနေကြပါတယ်ဟင်းသီးဟင်းရွက်တွေပဲမျိုးမျိုးတည်တည်ဝလန်နဲ့ကောက်ပဲသိနေနေရအသက်ကြီးလာလို့အားနဲ့လာတတ်တဲ့ခန္ဓာကိုယ်စနစ်တွေကိုပြန်လည်ထိန်းညှိပေးနိုင်တဲ့အစွမ်းတက်ကရိယာတွေပဲဖြစ်ပါတယ်အစီချက်နဲ့ပတ်သက်ရင်လည်းအစီအရေသွေးကိုယူဆိုင်ဖို့လိုပါတယ်ငါနန်းစိတ်တက်ကြသည်စတာတွေမှာပါတဲ့ omega 3အစီဓာတ်ဟာနှလုံးကျန်းမာရေးကိုအထောက်အကူပြုပြီးခန္ဓာကိုယ်ရောင်ရမ်းမှုလျှော့ချပေးပါတယ်တစ်ဖက်မှာလည်းပြုပြင်ဖန်တီးကြတဲ့အစားအစာတွေစီဂျိုမုတ်တွေနဲ့တခြားအများကြီးပါတဲ့စားတောက်တွေကတော့ဇီဝကမဖြစ်စဉ်ကိုထိခိုက်စေပါတယ်အသက်40ကျော်ရင်သွေးရင်းတကြားတက်ခဏခဏတက်တာကိုတင့်ခန္ဓာကိုယ်အရင်လိုခန္ဓာမရှိတော့ပါဘူးအရန်ပြုပြင်ထားတဲ့ခစီတက်တွေဟာသွေးရင်းတကြားတက်ကိုရုတ်တရက်တက်သွားစေပြီးခဏနေပြန်ကျသွားစေတတ်ပါတယ်အဲ့ဒီခါအစားတွေပိုစားကျင်လာတယ်ပင်ပန်းလာတယ်အစီလည်းပိုပြီးဆုလာပါတယ်ဒါကခစီတက်ကိုလုံးဝမစားရဘူးလို့ပြောတာမဟုတ်ပါဘူးတဘာဝတိုင်ရရှိတဲ့စားအစာတွေရွေးချယ်စားသုံးမှုနဲ့တကြားတက်ဆွေးမှုနှေးသွားအောင်ပရိုတင်းအမြင့်တက်တို့နဲ့တွဲဖက်စားသုံးမှုပြောတာပါနောက်ပြီးအရက်နဲ့ပတ်သက်ရင်လည်းအသက်40ကျော်လာတဲ့ခါမှာအရက်တော့အရင်လိုခန္ဓာရင်မရှိတော့လို့လူတော်များများခံစားရတတ်ပါတယ်ဒါကလည်းစိတ်ထင်လို့မဟုတ်ပါဘူးတကယ်ဖြစ်ပျက်နေရပါအရက်ဟာအိပ်ဆက်ခြင်းကိုနှောက်ယှက်တဲ့ကြွက်သားတွေပြန်လည်ပြုပြင်မှုအဟန့်တာဖြစ်စေသလိုဘိုင်းမှာလည်းအစီပိုတွေဆုလာစေပါတယ်အသက်40ကျော်မှာပြောင်းလဲသွားတဲ့ချက်ကတော့ရှင်းပါတယ်ခဏတာအရသာရှိဖို့အတွက်တည်းမဟုတ်ပဲရှည်ရှည်ချမ်းမှာဖို့အတွက်စဉ်းစားလာရတာပါကိုကိုပြန်မေးကြည့်ပါဒါငါ့ရဲ့ကြွက်သားတွေအထောက်ကိုပြုတ်မှာလားတွေးတဲ့ကြားတက်ကိုတည်ငြိမ်စေမှာလားခန္ဓာကိုယ်ရောင်ရမ်းမှုတွေရှော့ချပေးမှာလားတင်ကအစားအသောက်ကိုအရင်ကြီးကန့်သတ်နေစေရမလို့ပါပုံမှန်လေးပဲစနစ်တကျစားပေးဖို့လိုတာပါထမင်းစားတဲ့ပရိုတင်းပါပါစေနေတိုင်းဟင်းသီးဟင်းရွက်စားပါအမြင့်တက်ပါအောင်စားပါကျန်းမာရေးညီညွတ်တဲ့အစီကိုမျှတအောင်စားပါပြုပြင်ထားတဲ့စားစာတွေကိုတော့နေတိုင်းမဟုတ်ပဲတစ်ခါလေးမှပဲစားပါဘာဖြစ်လို့လဲဆိုတော့အသက်40ကျော်မှာစားတော့ဆိုတာခန္ဓာကိုယ်တော့လောင်စာတတ်မဟုတ်တော့ပါဘူးတင်စားလိုက်တဲ့အစားစာတိုင်းကတင့်ကိုကြက်ခိုင်လာအောင်ကူညီပေးနိုင်တယ်လို့ပို့ပြီးရွေးရင်းလာအောင်လည်းလုပ်နိုင်ပါတယ်ဒီရွေးချယ်မှုကိုတင်ဟာတစ်နေ့သုံးညင်ပြုလုပ်နေတာဖြစ်ပါတယ်